အားလုံးပဲမင်္ဂလာပါ SWT Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာမနက်ဖြန်ဆိုရင် Premier League ပွဲစဉ်တွေကိုပြန်လည်စတင်တော့မှာဖြစ်ပါတယ်ဒီတော့မနက်ဖြန်မှာရှင်ပြန်ကစားမဲ့ Hull City အသင်းနဲ့ Manchester United ပွဲအကြောင်းကို Match Preview ကျွန်တော်တို့ SWT Channel ကနေပြီးတော့တင်ဆက်ပေးလိုက်မှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အသင်းတွေရဲ့ momentum အခြေအနေတွေကိုတင်ဆက်ပေးခြင်းပါတယ်ဟာစီတီတင်းက9နှစ်တာကာလပတ်လုံးဝေးကောက်ခဲ့ပြီးတဲ့နောက်မှာတော့ Premier League ကို Playoff ဘောလုံးပွဲမှာ Middlesbrough ကို 2-0 ဖြင့်အနိုင်ယူကပြန်လည်တလန်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအခြေအနေအသင်းကအပြောင်းလဲများစွာကိုပြုလုပ်ရပြီးတော့တည်ငြိမ်မှုမရှိသေးတဲ့အခြေအနေတွေမှာရှိပါတယ်။ Manchester United နီးပြက Michael Carrick ကယာယီနီးပြအဖြစ်မှာခြေစမ်းပြခဲ့ပြီးတော့အမြဲတမ်းနီးပြအဖြစ်ဒီရာသီမှာ2နှစ်စာချုပ်ချုပ်ဆိုထားပါတယ်။ပြီးခဲ့တဲ့ရာသီဒုတိယရာသီဝက်မှာ Premier League မှာအမှတ်အများဆုံး19ဝက်မှာ41မှတ်တိရရှိက Michael Carrick ရဲ့ဦးဆောင်မှုအောက်မှာအသင်းရဲ့ဖွဲ့စည်းပုံကအလွန်ကိုကောင်းမွန်နေပါတယ်။နီးပြပိုင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင် Manchester United ရဲ့နီးပြ Michael Carrick က4-2-3-1ကစားကွက်ကိုအဓိကအသုံးပြုလေးရှိပြီးတော့ကွင်းလယ်ကစားသမားတွေဖြစ်တဲ့အဓိကခေါ်ယူရတဲ့Telemann, Andre Santo တို့ကိုဒဘယ်ပရိဘော့အနေနဲ့ကွင်းလယ်အတွဲကဘောလုံးကိုပိုင်နိုင်ထိန်းချုပ်ပြီးတော့တိုက်စစ်စင်နိုင်စွမ်းရှိပြီးတော့ကွင်းလယ်လွှမ်းမိုးမှုကိုရရှိစေမှာဖြစ်ပါတယ်။ Bruno အနေနဲ့ကလည်းကစားကွက်အတွင်းမှာလွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ရရှိထားပြီးတော့၎င်းရဲ့လှည့်ပြတ်ပေးပို့မှုတွေကလည်းအဓိကအားကိုးရပါလိမ့်မယ်။ပြီးခဲ့တဲ့ရာသီကဖန်တီးမှု21ကြိမ်အထိပြုလုပ်ထားတာဖြစ်ပြီးတော့ဒီရာသီမှာရောထပ်မံခြေစမ်းပြနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပါ။တောင်ပန်ကစားသမားတွေဖြစ်တဲ့ Matic Cunha ဒါမှမဟုတ် Patrick Dorgu တို့ဒါမှမဟုတ်ဆိုရင် Rashford တို့ဒီလိုကစားသမားတွေကတောင်မဝင်မဲနဲ့အတွင်းပိုင်းဖြစ်တဲ့ Hatchback ကိုဖျောက်ဝင်ပြီးတော့တိုက်စစ်ကိုကွဲပြားတဲ့လမ်းကြောင်းတွေကိုပုံဖော်ကစားပြမလားဆိုတာကတော့စောင့်ကြည့်ရမှာပါ။ဟာစီတီတင်းရဲ့ကစားပုံကကြတော့ခန္ဓာကိုယ်အသားပေး physical ကိုအားပြုတဲ့ကစားသမားကစားဟန်ဖြစ်ပါတယ်။အသင်းရဲ့တိုက်စစ်မှာအတွေ့အကြုံရင်းနဲ့ Scotland တိုက်စစ်မှုဖြစ်တဲ့ Oli McBurney ကဘောလုံးထိန်းသိမ်းမှု skill ကောင်းပေမဲ့သူ့ကိုအားကိုးပြီးတော့အရှင်လုံးကောင်းတဲ့ခြားကစားသမားတွေကိုတုံးပြီးတော့တိုက်စစ်ဆင်လေးရှိပါတယ်။ဟာစီတီရဲ့အဓိကအားနည်းချက်ကတော့နှိကွေးတာပါ။ခါစစ်မှာလည်းတရားပြဿနာတွေရှိနေတာကြောင့်အစုအဖွဲ့ဖက်တိဆောက်ပုံတွေကတော့ရော်ရဲနေပါတယ်။မက်ဘွန်နီက Manchester United ရဲ့နောက်ခံကစားသမားဖြစ်တဲ့ Harry Maguire နဲ့ Aaron Haven တို့ကိုဖျက်ချော်နိုင်မလားဆိုတာကိုစောင့်ကြည့်ရအောင်။ဒဏ်ရာရရှိမှုအခြေအနေကတော့ဟာစီတီအသင်းကတော်တော်အခြေအနေဆိုးနေတာကိုတွေ့ရပါတယ်။ကစားသမား10ဦးကနေပြီးတော့9ဦးထိလွဲချော်နိုင်ပါတယ်။ဝသမားအသစ်ဖြစ်တဲ့ Jack Ballan နောက်ခံလူချာလီကွင်းလယ်ကစားသမားဖြစ်တဲ့ Gabi မာတာဇိုတို့ကလည်းဒဏ်ရာနဲ့ပွဲထက်ကစားနိုင်မှာမဟုတ်ပါဘူး။ Manchester United အသင်းကလည်းနောက်ခံကစားသမားဖြစ်တဲ့ဒီလက်တိုက်စစ်မှုဆက်ကိုတို့က၄ချိန်ကိုပြန်လည်ရောက်ရှိနေပြီဖြစ်တော့လေဒီလက်ကတော့ပွဲကစားဖို့အချိန်စောသေးရဲ့လို့သတင်းတွေမှာဖော်ပြထားတယ်လို့ဆက်ကိုကလည်းပါဝင်ရမသေးကြဘူးလို့သိရပါတယ်။ကွင်းလယ်ကစားသမားဖြစ်တဲ့ဦးကားလေးကတော့ကမ္ဘာဖလားမှာဒူးရွတ်ပြဲဒဏ်ရာရရှိခဲ့ကြတဲ့ကြောင့်ရာသီတစ်ခုလုံးမိဘကိုလွဲချော်နိုင်ပါတယ်။အသစ်ခေါ်ယူရတဲ့ဘာလီဘာကလည်းခြေချင်းဝတ်တန်ရာကြောင့်ပါဝင်နိုင်မှာမဟုတ်သလိုကျွန်တော်တို့စေယုံအုပ်ကြီးမစ်ဆန်ဘောက်ကလည်း6တန်ရာကြောင့်ပါဝင်ဖို့မသိကြပါဘူး။နောက်ထပ်လီစတာရိုမာရီနက်ကလည်းခြေနေကမကောင်းတဲ့အတွက်ကြောင့်လူငယ်ကစားသမားလေးဖြစ်တဲ့ Eden Hazard ကမကွာရနဲ့အတူခန်းစစ်မှာပွဲထက်လာဖို့ရှိပါတယ်။ဝသမားနေရာမှာတော့ကျွန်တော်တို့နံပါတ်1ဂျာစီကိုပြောင်းလဲဝတ်ဆင်မဲ့စာနေလာမန်းကပွဲထက်လာမှာဖြစ်ပါတယ်။ကျွန်တော်ဒီပွဲရဲ့ခံမှန်းရလက်ချက်ကိုတော့ကျွန်တော်တို့က Manchester United ရဲ့အသင်းအနေနဲ့ Hull City တင်းကိုအဝေးကွင်းမှာ2ဂိုးပြည့်နဲ့နိုင်ရရှိမယ်လို့ခံမှန်းရရှိထားပါတယ်။ဒီပွဲရဲ့ခံမှန်းရလက်ချက်ကိုတော့ကျွန်တော်တို့က Manchester United ရဲ့အသင်းအနေနဲ့ Hull City တင်းကိုအဝေးကွင်းမှာ2ဂိုးပြည့်နဲ့နိုင်ရရှိမယ်လို့ခံမှန်းရရှိထားပါတယ်။သုံးသက်ချက်ကတော့ကျွန်တော်တို့ပြောမယ်ဆိုရင် Hull City တင်းကတန်းတဲ့အသင်းဖြစ်ပြီးဒဏ်ရာပြဿနာတွေကြုံနေရတယ်။ပြီးဒါပေမဲ့အိမ်ကွင်းအားသာချက်တော့ရှိပေမဲ့ Manchester United ကိုကောင်းကောင်းရှင်ကစားနိုင်မှုတွေရုန်းကန်ရမယ်။
ကားရမှာကွင်းလယ်ပိုင်းတွေဖြစ်တဲ့တယ်လီမန်ရဲ့ဆန်တိုတို့ကဟာစီဒီကွင်းလယ်ထက်ဆိုင်တော့ပို့ပြီးတော့စီမိုးထားတာရှိခဲ့ပြီးတော့တိုက်စစ်ရဲ့ယာဒီဂျိုမှာခြေစမ်းပြထားတဲ့ဘရူနိုအမိုမိုရဲ့အရှိန်ဟုန်နဲ့ဘရူနိုဖာနန်ဒက်ရဲ့ဖန်တီးမှုတွေကဟာစီဒီနစ်ကိုတက်တောင့်တက်တာနဲ့တည်ဆောင်သွား